ဒီအမျိုးသမီးတွေရဲ့ဘဝကိုအကျွေးဝိုင်းကနေဘယ်သူမှမကယ်တင်နိုင်တော့ဘူးလားသူတို့ရဲ့အသက်ရှင်ရည်တည်မှုဟာရက်ဆက်တဲ့အကျွေးရှင်တွေရဲ့ချိန်ချောက်မှုအောက်မှာပျက်စီးဖို့နီးကပ်နေပါပြီအချိန်ပေးပါအောင်တော်လို့အကျွေးရှင်အမျိုးသမီးကအေးဆက်ဆက်အကြည့်နဲ့ကြည့်ပြီးအကျွေးဆက်ဖို့အချိန်မရှိတော့ကြောင်းပြောလိုက်ပါတယ်အကျွေးမဆက်နိုင်ရင်ဘာဖြစ်လို့ပတ်စံချေးသွားသေးရမှာလဲလို့အကျွေးရှင်ကမေးခွန်းထုတ်လိုက်တဲ့အခါမှာတော့အခြေအနေတွေကပိုပြီးတင်းမာလာခဲ့ပါတယ်ဒါကအကျွေးလေဟုတ်ပါတယ်ကျမတို့ကရှင့်အကျွေးတင်နေတာပါပဲဒါပေမဲ့ရှင့်လူတွေကကျမတို့ကိုဒီလိုနည်းနဲ့လာမတောင်းတင်ပါဘူးလို့အကျွေးရှင်ရဲ့ရေမောမှုနဲ့အခြေအနေကိုလောင်ပြောင်လိုက်ပါတယ်ဟာဒါကအကျွေးလေဒါကရိုက်နေပေါ်လို့ပြောပြီးပစ္စည်းတွေတည်သွားတာကရက်ဆက်ဘူးလားဒီလိုလောက်တာကတော့အခုတလောတွေ့နေရတဲ့ဂျန်တန်နဲ့အကျွေးတောင်းတဲ့အဖွဲနဲ့တိမကွာဘူးလို့အကျွေးရှင်အမျိုးသမီးကသူတို့ရဲ့စကားတွေကိုလုံးဝဂရုမစိုက်ပဲပုံမူချင်းချောက်လိုက်ပါတယ်ငါထပ်လုံနိုင်သေးတယ်နော်နင်တို့ငါ့အပေါ်ဆိုးနေတယ်ဆိုရင်အော်ဆိုလိုချင်တာကအလံထက်ပြန်ချင်နေတာပဲလို့အပြောတော်နေတဲ့အကျွေးရှင်ကအမိန်ပေးလိုက်ပြီးနောက်သူ့လူတွေကတကားကိုတွန်းဖွင့်ကအိမ်ထဲကိုအတင်းဝင်လာကြပါတယ်မလုံနဲ့စိတ်အေးထားပါအော်ခွင့်လွတ်ပါမီနာကိုခွင့်လွတ်ပေးပါနော်ကျမတို့အမြန်ဆုံးရှာပြီးလာဆက်ပါမယ်ကောင်းမလေးဒါမှပြဿနာမရှိမှာငါစီးပွားရေးလုပ်တာကအမျက်ရဖို့ပြီးတော့ငါကတရားလူမှုရေးမဟုတ်ဘူးလို့အကျွေးရှင်အမျိုးသမီးကပြောလိုက်ပါတယ်မှတ်ထားတာပဲမဲ့ရှင့်မှာတရားမဝင်တဲ့အကျွေးတောင်းတွေလုပ်နေတာသိချင်တယ်ဆိုရင်တရားရုံးတိုင်ရမယ်ငါတိုင်ရင်နင်ပေးနိုင်လို့လားငါမှပညာရှိတယ်ပေါ့လို့မီနာကပြန်ပြောလိုက်ပါတယ်ရှင့်နေရှိလားမှတ်ထားနော်ငါဘာလုပ်နိုင်လဲဆိုတာနင်တို့သိမှာပါမီနာအကျွေးရှင်ဖွဲ့ကအိမ်ထဲကနေထွက်ခွာသွားပြီးနောက်အိမ်ထဲမှာရှိတဲ့မိသားစုဝင်တွေဟာစိတ်ပြက်အားငယ်စွာနဲ့ကြံရစ်ခဲ့ကြပါတယ်အကျွေးရှင်အမျိုးသမီးကအေးဆက်ပြုံးပြီးသူ့လူတွေနဲ့အတူကားပေါ်ကိုတက်သွားပါတယ်ဟိုမှအကျွေးရှင်အဖွဲ့ဟာပစ္စည်းတွေကိုအတင်းအဓမ္မသိမ်းဆည်းပြီးနောက်ကားကိုမောင်းထွက်သွားကြပါတယ်မိသားစုဝင်တွေဟာအကျွေးတွေကြောင့်ဘဝကတိုင်ပတ်နေပြီးဘယ်လိုဆက်လုပ်ရမလဲဆိုတာကိုစဉ်းစားနေကြပါတယ်အိမ်ထဲမှာကြံခဲ့တဲ့မိသားစုဝင်တွေဟာအကျွေးတွေဆက်ဖို့အတွက်ဘယ်လိုငွေရှာရမလဲဆိုတာကိုအချင်းချင်းတိုင်ပင်နေကြပါတယ်အမဘယ်အချိန်ကသူတို့စီကအကျွေးယူထားတာလဲအမကပေးနေတာအကျွေးတင်နေတာအမအကျွေးယူတာကအဖေအတွက်အဲ့ဒီအချိန်တုန်းကအဖေအဆင်မပြေဘူးအဖေကလေဖြတ်နေတာအဲ့ဒါကြောင့်အဖေကိုဆေးရုံပို့ပြီးကုသပေးခဲ့တာဒါပေမဲ့ဆေးရုံမှာအဆင်မပြေဘူးအဲ့ဒါကြောင့်အဖေကိုပုဂ္ဂလိကဆေးရုံကိုပြောင်းချင်တာဒါပေမဲ့အမမှာပတ်စံမရှိဘူးအဲ့ဒါကြောင့်တထေးစီကအကျွေးယူခဲ့တာပြီးတော့သူ့စီကဘသူကအကျွေးတင်နေသေးလဲကျွန်တော်ကလည်းသူတို့စီကအကျွေးတင်နေတာအဲ့ဒီအချိန်တုန်းကကျွန်တော်ပတ်စံမရှိဘူးအဲ့ဒါကြောင့်အကျွေးယူခဲ့တာအတူတူပဲအဖေကလည်းအကျွေးတင်နေတာအဖေကအကျွေးဆက်ဖို့အတွက်မသိဘူးဘယ်လိုလုပ်ရမလဲမိသားစုဝင်တွေအားလုံးဟာအကျွေးတွေကြောင့်စိတ်ပြက်နေကြပြီးဘဝကိုဘယ်လိုရှေ့ဆက်ရမလဲဆိုတာကိုမသိတော့ပါဘူးအဖေကလည်းအကျွေးတွေနဲ့တိုင်ပတ်နေတာကိုကြည့်ပြီးသားသမီးတွေကပိုပြီးစိတ်မကောင်းဖြစ်ကြရပါတယ်သူတို့အားလုံးဟာအခုချိန်မှာဘာမှလုပ်လို့မရတဲ့အခြေအနေမှာရောက်နေပြီးအကျွေးရှင်တွေရဲ့ချင်းချောက်မှုကလည်းတစ်နေ့ထက်တစ်နေ့ပိုဆိုးလာနေပါတယ်အကိုကလည်းအကျွေးတွေနဲ့ပတ်သက်ပြီးဘာမှမလုပ်နိုင်ဘူးဆိုတော့ကျမတို့မိသားစုဘယ်လိုဆက်လုပ်ရမလဲအမကတော့ဒီအကျွေးတွေကိုဆက်ဖို့အတွက်နောက်ဆုံးနည်းလမ်းတစ်ခုကိုစဉ်းစားထားပုံရပါတယ်အဲ့ဒါကတော့အန္တရာယ်များတဲ့အလုပ်တစ်ခုကိုလုပ်ဖို့ဆုံးဖြတ်လိုက်တာပါပဲဒါပေမဲ့အဲ့ဒီအလုပ်ကသူတို့ကိုပိုပြီးအန္တရာယ်ရှိတဲ့နေရာကိုခေါ်ဆောင်သွားမှာပါအမကတော့မိသားစုကိုကယ်တင်ဖို့အတွက်ကိုစတေးဖို့အဆင်သင့်ဖြစ်နေပါပြီသူတို့ရဲ့ဘဝတွေကအခုဆိုရင်အကျွေးရှင်တွေရဲ့လက်ထဲမှာအသက်ရှူချက်နေရပါပြီအမရဲ့ဆုံးဖြတ်ချက်ကမိသားစုအတွက်ကောင်းမွန်တဲ့ရလဒ်ထွက်လာမလားဒါမှမဟုတ်ပိုပြီးဆိုးရွားတဲ့အခြေအနေကိုရောက်သွားမလားဆိုတာကတော့မေးခွန်းထုတ်เสียရပါပဲသူတို့ရဲ့မျှော်လင့်ချက်တွေကအခုဆိုရင်အလွန်နှဲပါနေပါပြီအကျွေးရှင်တွေကတော့သူတို့ရဲ့အကျွေးတွေကိုအမြန်ဆုံးရချင်နေကြပြီးဘာမှမဆိုလုပ်ဖို့ဝင်မလေးကြပါဘူးအမရဲ့အကျွေးဆက်ဖို့စူးစမ်းမှုတွေကအခုဆိုရင်အန္တရာယ်ရှိတဲ့လမ်းကြောင်းပေါ်ကိုရောက်နေပါပြီနောက်ဆုံးမှာတော့သူတို့မိသားစုဟာအကျွေးတွေရဲ့ဝင်ထုတ်ဝင်ပိုးကနေလွတ်မြောက်နိုင်ပါမလားအကျွေးရှင်တွေရဲ့ရက်ဆက်တဲ့ချင်းချောက်မှုတွေကိုဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာကတော့ဒီဇလန်ရဲ့အဆုံးသတ်မှာပဲသိရတော့မှာပါ